အားလုံးကိုယေရှုခရစ်တော်နာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါရယ်ဒီနေ့မှာကျမတို့အတူတကွလေးလာဆင်ခြင်ရမယ်ခေါင်းစဉ်ကတော့မေတ္တာ၌တည်တယ်ဆိုတာဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်ကျမတို့ကိုယေရှုဖခင်ကသူ့ရဲ့မေတ္တာမှာတည်နေပါဆိုပြီးတော့မှပြောထားပါတယ်။ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး15မှာဒီစပြည့်ဥယျာဉ်ပေါ့နော်စပြည့်နွယ်ပင်အကြောင်းကိုပြောရင်းနဲ့မှာငါ၌တည်နေကြလောငါသည်လည်းသင်တို့၌တည်နေမည်။တော့ငါမေတ္တာမှာတည်နေပါငါလည်းမင်းတို့မှာတည်နေမယ်ဆိုပြီးတော့မှယေရှုဖခင်ပြောထားတာရှိပါတယ်။ဆိုတော့ဒီလိုမျိုးပေါ့နော်ယေရှုဖခင်ရဲ့မေတ္တာမှာတည်နေတာခမည်းတော်ရဲ့မေတ္တာမှာတည်နေတာဆိုတဲ့ဒီအတိတ်ပဲဟာပေါ့နော်ကျမတို့ကိုဘာလို့ဆိုလိုချင်တာလဲဆိုတာကိုဒီနေ့မှလေ့လာသွားဖို့ဖြစ်တယ်ဆိုတော့တကယ်ကမေတ္တာ၌တည်နေပါဆိုတဲ့အရာကနော်ဘုရားသခင်ရဲ့စကားကိုနားထောင်ခြင်းကိုဆိုလိုတာဖြစ်တယ်ဥပမာဘုရားသခင်ရဲ့စကားကိုနားထောင်တဲ့သူဟာသူ့ရဲ့မေတ္တာမှာတည်နေတာဖြစ်တယ်နော်သူ့ရဲ့စကားကိုနားထောင်တယ်ဆိုလို့ရှိရင်သူကချစ်မယ်နော်သူ့ရဲ့စကားကိုနားမထောင်ရင်သူကမချစ်ဘူးဒါကြောင့်မို့လို့နားထောင်ပါဆိုပြီးမှပြောထားတာဖြစ်တယ်ဒီအတိတ်ပဲပေါ့နော်ဥပမာကျမတို့เนาะအလုပ်ကိစ္စတစ်ခုကိုခိုင်းနေဆိုပါတော့ပေါ့နော်ဆိုတော့အဲ့ဒီအခါမှာစကားနားထောင်တဲ့လူကပေါ့နော်သူ့ကိုခိုင်းထားတဲ့အရာကိုပြီးအောင်လုပ်လိုက်မယ်เนาะတကယ်လို့စကားနားမထောင်တဲ့လူကကြတော့เนาะလုပ်ပါမယ်လို့ပြောပြီးတော့မှမလုပ်ဘူးเนาะဒီခါမှာသူ့ကိုဒီခိုင်းတဲ့အလုပ်ရှင်ကပေါ့နော်ဘသူ့ကိုချစ်မလဲဆိုရင်စကားနားထောင်ပြီးတော့မှအမှန်တကယ်လုပ်တဲ့သူကိုချစ်မှာဖြစ်တယ်ဒါကြောင့်မေတ္တာ၌တည်နေပါဆိုတဲ့ဒီစကားလေးอ่ะပေါ့နော်သူ့ရဲ့စကားကိုနားထောင်ပြီးတော့မှလှုပ်ဆောင်ပါလို့ဆိုလိုဖြစ်တယ်ဆိုတော့ကျမတို့တွေကဖခင်သခင်ရဲ့စကားကိုကျမတို့ကြားရပြီဆိုလို့ရှိရင်ကျမတို့လုပ်ရမယ့်အရာကနားထောင်မှုဖြစ်တယ်ဆိုလိုတာကနာခံပြီးတော့မှလိုက်လျှောက်ဖို့ဖြစ်တယ်နောက်တစ်ခါလေကျရင်ကျမတို့ကဟုတ်ကဲ့ဆိုပြီးတော့ဗောနော်ဒီပြောရလို့ရှိရင်တရားဟောချက်တွေကိုလည်းနားထောင်ပြီးတဲ့အခါမှာခွန်အားရတယ်နောက်ခွန်အားရတဲ့အဆင့်မှာပဲရက်သွားပြီးတော့မှအမှန်တကယ်လက်တွေ့မကျင့်ကြံဘူးမပြုတ်မှုဘူးဆိုလို့ရှိရင်ဒါဟာအမှန်တကယ်လုပ်တယ်လို့မဆိုလို့ဘူးဗောနော်ကြားပြီးတော့မှလက်တွေ့လိုက်လျှောက်တာနော်အမှန်တကယ်နာခံပြီးတော့မှကျင့်ကြံပြုမှုတဲ့လူကားသာလင်ဖျားသခင်ရဲ့စကားကိုနားထောင်တယ်လို့ဆိုနိုင်တာဖြစ်တယ်။ဒါကြောင့်မလို့ဒီနေ့မှာကျမတို့ဘာလုပ်ရမှာလဲဆိုလို့ရှိရင်နှုတ်ကပတ်တော်တွေကိုဖတ်ရှုပြီးတော့မှဖတ်ရှုပြီးလေ့လာပြီးခွန်အားရတဲ့အဆင့်မှာပဲရပ်သွားဖို့မဟုတ်ဘဲနဲ့နော်တရားဟောချက်တွေနားထောင်နေဆိုလို့ရှိရင်လည်းဒီတရားဟောချက်ကကောင်းလိုက်တာခွန်အားရလိုက်တာဆိုပြီးတော့အဲ့ဒီအဆင့်မှာရပ်သွားဖို့မဟုတ်ဘဲနဲ့ကျမတို့အသက်တာထဲမှာအမှန်တကယ်ပြုကျင့်ဖို့လိုက်နာဖို့ရန်အတွက်အရေးကြီးပါတယ်။ဒီလိုမျိုးအမှန်တကယ်ပြုကျင့်လိုက်နာတဲ့လူကိုသာလင်ဘုရားသခင်ကသူ့ရဲ့မေတ္တာမှာတည်နေတယ်လို့သူကသတ်မှတ်မှာဖြစ်တယ်။နောက်ဥပမာကျမတို့အလုပ်ခိုင်းလိုက်တဲ့လူတစ်ယောက်ကပေါ့နော်ကျမတို့ပြောတဲ့အရာကိုဟုတ်ကဲ့ပါလို့ပြောပြီးတော့မှမလုပ်ဘူးဆိုလို့ရှိရင်အဲ့ဒီလူကိုကျမတို့နောက်တစ်ခါခိုင်းချင်မလားမခိုင်းချင်တော့ဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်သူကဒီလိုမျိုးလုပ်နေတဲ့အရာခဏနော်ထပ်ခါဖြစ်နေတယ်လုပ်ပါမယ်လို့ပြောပြီးတော့မှနော်အမှန်တကယ်မလုပ်ထားဘူးဆိုလို့ရှိရင်သူ့ကိုအလုပ်အပ်ရတဲ့လူကဘာဖြစ်လာမလဲဆိုစိတ်ပြက်လာမယ်နော်အဲ့တော့ရေရှည်မှာဘာဖြစ်လာမလဲဆိုတော့သူ့ကိုမချစ်ချင်တော့နော်သူနဲ့မခင်တွဲချင်တော့အလုပ်တစ်ခုခိုင်းမယ်ဆိုသူ့ကိုမလုပ်ချင်တော့ဘူးဆိုတဲ့အရာကဘာလဲဆိုတော့သူ့ကိုနော်ပြောရမယ်ဆိုခင်တွဲတဲ့အရာသူ့အပေါ်မှာချစ်ချင်းမေတ္တာထားတဲ့အရာရုပ်ရော့သွားတယ်ဆိုတော့အဲ့ဒါကမေတ္တာမှာမတည်တဲ့သဘောပဲပေါ့နော်ဒါကြောင့်ယေရှုဖခင်ပြောထားတဲ့ဥပမာထဲမှာเนาะဒီဥပမာတစ်ခုမှာကျမတို့ဒီအရာကိုတွေ့ရတယ်အဲ့ဒါဘာလဲဆိုတော့တစ်ခါတော့ကပေါ့နော်သားနှစ်ယောက်ရှိတဲ့အဖေကသားအကြီးစီကိုသွားပြီးတော့မှเนาะသားရေးပေါ့နော်ဒီနေ့အဖေရဲ့စပည့်ဥယျာဉ်ကိုသွားပေးပါပေါ့နော်အဲ့လိုပြောတဲ့အခါမှာသားအကြီးကမသွားဘူးဆိုပြီးတော့ညင်းလိုက်တယ်ဒါပေမဲ့သူကနောက်ခါကျတော့မှနောင်တရပြီးတော့မှသွားတယ်ပေါ့နော်ဒါပေမဲ့နောက်တစ်ယောက်ဖြစ်တဲ့ပေါ့နော်သားအငယ်စီကိုလည်းအဖေကနေသွားပြီးတော့မှပြောတယ်နော်သားရေးပေါ့နော်အဖေရဲ့စပည့်ဥယျာဉ်ကိုဒီနေ့သွားပေးမလားပေါ့နော်ပြောတဲ့အခါမှာသားငယ်ကပါလဲဆိုတော့ဟုတ်ကဲ့ကျွန်တော်သွားပေးပါမယ်လို့ပြောတယ်ဒါပေမဲ့သားငယ်ကသွားမယ်လို့ပြောပေမဲ့သူကပါလဲဆိုတော့မသွားဘဲနဲ့နေတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာယေရှုဘုရားကပေါ့နော်ဒီဥပမာကိုနားထောင်နေတဲ့သူတွေကိုမေးတယ်နော်မင်းတို့ရဲ့ဒီသားနှစ်ယောက်မှာတဲ့ဘယ်သူကအဖရဲ့အလိုကိုဆောင်တဲ့သားဖြစ်တယ်လဲလို့မေးတဲ့အခါမှာအားလုံးကဘယ်လိုဖြေလဲဆိုတော့သားအကြီးကအဖရဲ့အလိုကိုဆောင်ပါတယ်လို့ပြန်ပြီးတော့မှရှောက်တယ်တဲ့နော်ယေရှုဘုရားလည်းအေးဟုတ်တယ်တဲ့နော်သားအကြီးဟာနော်နောက်မှနောင်နာရပြီးတော့မှအမှန်တကယ်ပြုကျင့်တဲ့အခါမှာအဖရဲ့အလိုကိုဆောင်တဲ့သားဖြစ်တယ်ဆိုပြီးတော့မှယေရှုဘုရားကမင်းတို့ဖြေတာမှန်တယ်ဆိုပြီးတော့မှပြန်ဖြေတာကိုတွေ့ရတယ်နော်တစ်ဆက်တည်းပဲဘာကိုပြောထားလဲဆိုလို့ရှင်เนาะအဲ့လိုမျိုးပဲတဲ့เนาะငါပြောမယ်တဲ့အခွန်ခံတွေနဲ့ပြည့်စုံတို့ကလည်းတဲ့เนาะမင်းတို့ရဲ့အရင်ဘုရားသခင်နိုင်ငံတော်ကိုဝင်တက်ကြတယ်เนาะဆိုလိုတာကဘာလဲဆိုတော့ဒီအခွန်ခံနဲ့ပြည့်စုံဆိုတဲ့လူတွေကိုသူတို့တွေကမုန်းတယ်အပြစ်သားဆိုပြီးတော့မှ
ဖယ်ထားကြရပါတော့ဒါပေမဲ့ဆိုလိုချင်တာပါလဲဆိုတော့အခွန်ခံတဲ့ပြည်တစားတွေကစိုးတာမှန်တယ်နော်လူဆိုးတွေလိုသတ်မှတ်ချင်းခံရတာမှန်တယ်နော်ပြောရလို့ရှင်ဘုရားသခင်စကားကိုနားမထောင်ဘူးပေါ့နော်စိုးတဲ့လူတွေဖြစ်တယ်ဒါပေမဲ့သူတို့ကနောက်မှပေါ့နော်နောင်နာရပြီးတော့မှဘုရားသခင်စကားကိုနားထောင်တဲ့အခါမှာမင်းတို့ထက်အရင်ပေါ့နော်နိုင်ငံတော်ကိုဝင်စားခွင့်ရမှာဖြစ်တယ်ဆိုပြီးတော့မှသွန်သင်တယ်နော်။နောက်ဒီအကြောင်းအရာကိုကြည့်တဲ့အခါမှာကျွန်တော်တို့ဘာကိုသင်ခန်းစာရလဲဆိုလို့ရှင်ဘုရားသခင်ရဲ့မေတ္တာမှာတည်နေတဲ့လူဟာနော်ဘုရားသခင်ရဲ့စကားကိုနားထောင်တယ်။နောက်တစ်ချက်ကကြတော့အမှန်တကယ်စစ်မှန်တဲ့နောင်တရတဲ့သူကိုဆိုလိုတာလည်းဖြစ်တယ်။နော်စစ်မှန်တဲ့နောင်တရတဲ့သူသားလည်းဘုရားသခင်ရဲ့မေတ္တာကသူ့ပေါ်မှာတည်မှာဖြစ်တယ်။နော်အဲ့ဒီသူကလည်းဘုရားသခင်မေတ္တာ၌တည်နေမှာဖြစ်တယ်။နော်ဒါကြောင့်အဲ့လိုလူတွေကိုလည်းဘုရားသခင်ကချစ်တယ်ဆိုပြီးတော့မှပြောထားတာဖြစ်တယ်ဆိုတော့ခြုံပြီးတော့မှပြောရလို့ရှိရင်တော့စစ်မှန်တဲ့နောင်တရှိတဲ့သူဘုရားသခင်ရဲ့စကားကိုနားထောင်တဲ့သူတွေကိုဘုရားသခင်ကချစ်တယ်တော့အဲ့ဒီသူတွေကဘုရားသခင်ရဲ့မေတ္တာမှာတည်နေပြီးတော့မှဘုရားသခင်ကလည်းသူလှုပ်တဲ့အရာရာမှာကောင်းချီးပေးမယ်လို့ဆိုလိုထားတာဖြစ်တယ်ဒါကြောင့်ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး15မှာယေရှုဘုရားကဘယ်လိုမျိုးပြောထားလဲဆိုလို့ရှိရင်သင်တို့သည်ငါ၌တည်၍ငါစကားသည်သင်တို့၌တည်လျင်သင်တို့သည်တောင်းချင်သမျှကိုတောင်း၍ရကြလိမ့်မည်သင်တို့သည်များစွာသောအသီးကိုတည်သောအားဖြင့်ငါခမဲတော်သည်ဘုံထင်ရှားတော်မူ၍သင်တို့သည်လည်းငါဤတပည့်အမှန်ကြလိမ့်မည်ခမဲတော်သည်ငါကိုချစ်တော်မူတကဲ့သို့ငါသည်သင်တို့ကိုချစ်၏ငါဤချစ်ခြင်းမေတ္တာ၌တည်နေကြလောငါသည်ခမဲတော်ဤပညတ်တို့ကိုစောင့်ရှောက်၍ခမဲတော်ဤမေတ္တာ၌တည်နေတကဲ့သို့သင်တို့သည်ငါပညတ်တို့ကိုစောင့်ရှောက်လျင်ငါမေတ္တာ၌တည်နေကြလိမ့်မည်အာမင်ဆိုတော့ဒီမှာပေါ့နော်ယေရှုဖျားအတိအလင်းပြောထားတဲ့စကားတွေကဘာလဲဆိုတော့သူ့ရဲ့မေတ္တာမှာတည်နေဖို့ဖြစ်တယ်နော်သူ့ရဲ့မေတ္တာမှာတည်နေဖို့ဆိုတဲ့အရာကနော်သူပညတ်ထားတဲ့သူ့ရဲ့စကားတွေနော်ဒါမလုပ်ရဘူးဒါလုပ်ပါဆိုတဲ့နော်ဒီလိုပညတ်ချက်တွေကိုစောင့်ရှောက်ဖို့ရန်အတွက်ဖြစ်တယ်နော်ဒါကြောင့်ကျွန်တော်တို့တွေကဒီနေ့မှာဘာလုပ်ရမှာလဲဆိုရင်သူ့ရဲ့စကားကိုနားထောင်ရမယ်နော်ငါပညတ်တို့ကိုစောင့်ရှောက်ပါလို့ပြောတဲ့စကားကဘုရားသခင်ပြောထားတဲ့စကားယေရှုဖျားပြောထားတဲ့စကားเนาะနှုတ်တော်ထွက်ပေါ့เนาะဒီတမန်ကျမ်းစကားတွေအားလုံးကိုကျွန်တော်တို့ကစောင့်ရှောက်ရမယ်လို့ဆိုလိုတာဖြစ်တယ်เนาะပြီးတဲ့အခါကျတော့သူ့ရဲ့မေတ္တာမှာเนาะတည်နေမှာဖြစ်တယ်တဲ့ကျွန်တော်တို့ကအဲ့လိုစကားနားမထောင်ဘူးဆိုရင်သူ့ရဲ့မေတ္တာမှာတည်နေမှာမဟုတ်ဘူးပေါ့เนาะဒါကြောင့်ဒီအရာလေးကိုကျွန်တော်တို့ကောင်းကောင်းသဘောပေါက်ရတာဖြစ်တယ်။ရောက်သူ့ရဲ့စကားကိုနားထောင်တဲ့လူဟာဘာဖြစ်မှာလဲဆိုစစ်မှန်တဲ့နောင်နာရှိပြီးတော့မှဘုရားသခင်မေတ္တာမှာအမြဲတမ်းတည်နေလိမ့်မယ်။နောက်တစ်ဖန်ဒုစရိုက်ကိုပြုမှာမဟုတ်ဘူး။နောက်ဒီနေ့မှာကျွန်တော်တို့เนาะဘုရားရဲ့မေတ္တာမှာတည်နေပါဆိုတဲ့အရာအဓိကအချက်ကပါလဲဆိုရင်ဘုရားသခင်ရဲ့စကားကိုနားထောင်ခြင်းစစ်မှန်စွာနောင်နာရခြင်းဆိုတဲ့အရာကိုဒီနေ့မှာကျွန်တော်တို့နားလည်သဘောပေါက်ရတာဖြစ်တယ်။နောက်ဒီနေ့မှာကျွန်တော်တို့ဘာလို့ရမှာလဲဆိုရင်ဘုရားသခင်ပြောထားတဲ့စကားเนาะတမန်ကျမ်းစကားတွေကိုကျွန်တော်တို့နေ့တိုင်းမှာစိစစ်ကြည့်ရှုဖတ်ရဆင်ခြင်ပြီးတော့မှနှလုံးသွင်းရမယ်။အဲ့လိုမျိုးခွန်အားရထားတဲ့အတိုင်းလဲလက်တွေ့ကျင့်ကြံပြုမှုလိုက်လျှောက်ရမှာဖြစ်ပါတယ်ဆိုတဲ့အရာကိုအနေငယ်အားပေးတိုက်တွန်းလိုက်ရပါတယ်။အတူတကွဆုတောင်းရအောင်။ဖဖျားသခင်ကိုရောကိုကျေးဇူးတင်ပါတယ်ဒီနေ့မှာကိုရောဖျားရဲ့စကားကိုကြားနာပြီးတော့မှခွန်အားရရုံတသက်မဟုတ်ပဲနဲ့ကျွန်တော်ရဲ့အသက်တာထဲမှာလက်တွေ့ကျင့်ကြံပြုမှုနိုင်စေဖို့ကျွန်တော်ကိုမာစားတော်မူပါအခက်ခဲဘေးဒုက္ခတွေကိုရောဖျားသည်ဖယ်ပေးမှာမဟုတ်တော့လေထိုကဲ့သို့သောအခက်ခဲတွေဘေးဒုက္ခတွေရဲ့ခြားထဲမှာကိုရောဖျားကျွန်တော်တို့ကိုအောင်မြင်ရသောအခွင့်ကိုပေးမှာဖြစ်ကြောင်းယုံကြည်ဝန်ခံတယ်ထိုအရာသည်ကျွန်တော်ရဲ့စစ်မှန်သောနောင်နာနဲ့ကိုရောဖျားရဲ့စကားကိုနားထောင်ခြင်းအပေါ်မှာမူတည်ကြောင်းကျွန်တော်ဒီနေ့မှာသိမှတ်ရပါတယ်နောက်ဒီနေ့မှာကျွန်တော်တောင်းပန်ကြံစီသမျှထက်သာ၍တက်ဆွမ်းနိုင်သောဘုရားသခင်သည်တကယ်ပဲကျွန်တော်တောင်းပန်ကြံစည်တဲ့အရာခတ်သိမ်းအားလုံးကိုလည်းနာညောင်းပြီးတော့မှအလိုဆန္ဒကိုဖြည့်ဆည်းပေးမှဖြစ်လို့ယေရှုတော်ကိုချီးမွမ်းတယ်။အဘယ်ကြောင့်ဆိုတော့ကျွန်တော်ဒီကိုရောဘုရားရဲ့စကားကိုနားထောင်ပြီးတော့မှကိုရောဘုရားရဲ့မေတ္တာ၌တည်နေတဲ့အတွက်ကြောင့်ဖြစ်ကြောင်းဒီနေ့မှာကျွန်တော်သဘောပေါက်ရပါတယ်။ဒါကြောင့်မလို့ကိုရောဘုရားဒီနေ့မှာကိုရောဘုရားရဲ့မေတ္တာနဲ့ဘယ်သောအခါမှဝေးကွာသွားခြင်းမရှိစေဖို့ကျွန်တော်ကိုမာစားတော်မူပါ။ကိုရောဘုရားရဲ့စကားကိုနားထောင်ပြီးတော့မှစစ်မှန်တဲ့နောင်နာနဲ့အမှန်တကယ်ပြုကျင့်နေတိုင်းသောသူဖြစ်စေဖို့ရန်တော့ကျွန်တော်ကိုမာစားပါမိကြောင်းတော်ထဲမှာစက္ကန့်အနန္တနဲ့ယေရှုကိုချီးမွမ်းပါတယ်ယေရှုဖျားနာမအောင်မြှုပ်ပြီးဆုတောင်းပါ၏အာမင်